ဟိုတရက်ကငါကောင်းနဲ့တုံရမ်းချက်တာမဝါလို့ဆိုလို့ဒီနေ့ငါကောင်းနှကောင်းဝင်လာပြီးမြစ်ချင်နဲ့ချက်ပါမယ်။ဒီဆုံးမြစ်ချင်လေးကိုပိုလိုချင်လောက်တုံးပြီးတော့စနင်းနဲ့ရေနဲ့ခဏပြုတ်ထားပါမယ်။ပြီးတော့ရေစင်အောင်စီးထားတဲ့ငါကောင်းလေးကိုကျွန်တော်တို့ရှင်တွေထဲမှာထည့်ပြီး2မိနစ်လောက်ပြုတ်ပါမယ်။ငါကောင်းလေးကိုချင်းရယ်စပလင်းရယ်ရိုက်ပြပြီးတော့ထည့်ထားပါမယ်။ငါကောင်းပြုတ်ထားတဲ့ချိန်မှာကျွန်တော်တို့ဒီနယ်လေးကို ready လုပ်ထားမယ်။ဦးကြီးရဲ့ချက်သွန်ကြီးခန်းချင်းကြီးရဲ့ကိုအတုံးလေးတုံးထားပါနော်။ပဲပြားကိုလည်းကျွန်တော်တို့အတုံးလေးဟိုလိုချင်တော့အတုံးလေးရအောင်တုံးထားမယ်။ပြုတ်ထားတဲ့ငါးကောင်းလေးရပြီဆိုရင်ဆယ်ထားမယ်။ပြီးဟင်းတဲဖို့အတွက်စပလင်ပပါလိမယ်။ချင်းနဲ့ချက်သွန်နေနေပါနော်။ကျွန်တော်ဟင်းတွေကိုရှင်တွေကိုထည့်မယ်။အပီနည်းနည်းထည့်မယ်။စားတခြားထည့်မယ်။ဒီနေ့ပွက်လာရင်ကျွန်တော်ဦးနီထည့်မယ်။မြစ်ချင်ထည့်မယ်ပြီးခန်းချင်းဒီနဲ့ပဲပြားထည့်မယ်။ငုံထည့်မယ်။အရာကမြည်ပြီးရင်ငါးကောင်းထည့်မယ်။ရင်တတာလေးဝင်မယ်။ပြီးရှမ်းနန်းရေပီစိန်ထည့်မယ်။အသားလေးဝင်မယ်ပြီးအရာကမြည်ပြီးချလို့ရပါပြီ။လာလေးကိုမယ်ကျွန်တော်ဒီနေ့တောက်ချင်စိမရှိလို့ကိုလာပဲတောက်ပါမယ်။သမင်းစားပါမယ်။ပြောင်းသွားပါပြီ။အားလုံးကျေးဇူးများတင်ပါတယ်။